စောနာတစ်တော့မှကြီးလိုက်ရတယ်ဗျဖြန်လိုမွေပါလိုအကောင်လေးချင်းသိနှစ်ကောင်နဲ့ချနေတာလုံးဝတော့မစုပ်ဘူးချင်းသိရလားအတကုံခဲတာတယ်ဆွဲပြီးဖြဲတာချင်းသိအထီးနှစ်ကောင်ဒါမဲ့တကောင်မသေးဝါဘူးသွေးမထွက်ဘူးအရန်ထူးဆန်းနေတာနဲ့ screenshot လေးယူပြီးတော့ AI မှာသွားကြည့်လိုက်တယ်ဒါတကယ်အဖြစ်ပြက်လား AI လားဆိုမဟုတ်ဘူးတဲ့ဒါတကယ်အဖြစ်ပြက်တယ်ကျုပ်အသက်42ရှိပြီဒီအကောင်အခုမှသိတယ်ဗျအဲ့အကောင်နာမည်ကကျုပ်ကတော့ဒီလိုပေးထားတယ်ဇာရှိတဲ့ဇိုးကောင်နာမည်ရင်းကအန်နီဘက်ဂျာတဲ့တော်တော်ကျန်းတဲ့ကောင်တော်တော်စိုးတဲ့အကောင်တကောင်နဲ့နေလေးလည်းရှိတယ်ဗျဒီကောင်မှတကယ်ဇိုးကောင်လို့တော့မှကျုပ်ကနာမည်ပေးကြတယ်ဖြန်လိုမဲမဲဖြူဖြူလေးနဲ့အကောင်ကချင်းတစ်နှစ်ကောင်သူ့ကလေးကိုလာလူလို့ဆိုပြီးတော့မှပြန်ချနေတဲ့ဗီဒီယို AI မှလို့ AI မဟုတ်နေဘူးဗျအဲ့ဒါတကယ်အပြင်ကဇာရှိတဲ့ဇိုးကောင်ဖြစ်တယ်ဗျဒီကောင်ကကပ္ပအကြောက်တရားမရှိဆုံးတတ်တော်ဖြစ်ဂိမ်းနစ်ဆန်ကျင်တော့မှဝင်ထားတယ်ဗျမြေတွင်းတူးပြီးတော့နေတတ်ပြီးတော့ပြားရည်အရန်ကြိုက်လို့ပြားရည်ဖွတ်ဖြန်လို့လဲခေါ်ကြတယ်အရွယ်ကတော့ခွေးအလတ်စားအရွယ်လောက်ပဲရှိတာဒါပေမဲ့သူ့ရဲ့ဇာကတော့အာဖရိကတောတစ်ခုလုံးလန့်ရတယ်ဗျရန်သူနဲ့တွေ့ပြီဆိုရင်ဒီကောင်ကနောက်ဆုတ်တယ်ဆိုပြီးတော့မရှိဘူးသူ့ရဲ့အရေးပြအရန်ထူပြီးတော့ပွားရောင်းဖြစ်နေတော့ရှင်သေးတွေပါတွေကရင်တော့အသားတွေကိုစိုက်ဝင်သွားတာမျိုးမရှိဘူးအဲ့ဒီအရေးပြထဲမှာတင်သူ့ရဲ့ခန္ဓာကိုယ်လှည့်ပြီးတော့ရန်သူနှာခေါင်းတွေချင်းသေးနှာခေါင်းတွေပေါ့နော်ပြန်ကြိုက်တာမျိုးပုံမိုက်တာကသူ့မှာအစိတ်ပြီးတဲ့သွေးပါတယ်ကပ္ပအစိတ်အပြင်းဆုံးမွေဟောက်ကြိုက်ရင်တော့မှခဏလောက်ပဲအိပ်ပျော်သွားပြီးတော့ပြန်နိုးလာတဲ့အခါအဲ့ဒီမွေဟောက်ကိုပြန်စားပစ်တာမျိုးဗျချင်းသေးကြက်တစ်တွေတောင်မှဒီကောင်နဲ့တွေ့ရင်စိတ်ညစ်ရလို့ရှောင်ကြတယ်ဆိုတော့ဗီဒီယိုတွေအတိုင်းအရွယ်နဲ့မမျှအောင်စားရှိလွန်တဲ့ဟန်နီဘတ်ဂျာအကြောင်းနှစ်ချုပ်ကိုပြောရမယ်ဆိုရင်သူ့ရဲ့အရေးပြားကထူထဲပြီးပွားရောင်ဖြစ်နေတယ်အဲ့ဒီအရေးပြားကိုရန်သူကကြိုက်တဲ့အခါမှာကြိုက်ရခက်တယ်ဖမ်းရခက်တယ်အရေးပြားအတွင်းမှာကိုပဲသူ့ရဲ့ခန္ဓာကိုယ်ကိုလှည့်ပြီးတော့ပြန်လဲတိုက်ခိုက်နိုင်စွမ်းရှိတယ်အစိတ်ပြီးတယ်ဗျမွေစိတ်တွေခန္ဓာရည်ရှိတယ်အစိတ်ရှိတဲ့တတ္တဝါတွေကိုသူကအစာဖြစ်အောင်တတ်မှတ်ပြီးတော့မှ hunting ဆိုတဲ့အမဲလိုက်လေးရှိတယ်ဇွဲနဲ့တတ္တိကတော့မိမိထက်အစာပေါင်းများစွာကြီးတဲ့စင်တွေကျွဲရိုင်းတွေချင်းသေးတွေကိုတော့မှမကြောက်ဘဲနဲ့ရင်ဆိုင်တတ်တယ်ဗျဒီအကောင်ကိုကျုပ်အနေနဲ့နာမည်ပေးချင်တာတော့ဇာရှိတဲ့ဇိုးကောင်ဟန်နီဘက်ဂျာလို့ပဲနာမည်ပေးချင်ပါတယ်ခင်ဗျားတို့ရောဘယ်လိုနာမည်ပေးချင်လဲဗျမငယ်ပေးပါအောင်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်